အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့လူတိုင်းပြောနေတာနဲ့မလုံလောက်သေးဘူးဆိုတဲ့ independent thinking အကြောင်းပဲဖြစ်ပါတယ်အတွေးခေါ်ကောင်းဖို့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့စဉ်းစားကြတဲ့အခါဥပမာလူတရားမှာ69ယောက်ကတခုခုကိုလွယ်လင့်တကူသဘောတူလိုက်ကြတယ်ဆိုပါစို့အဲ့ဒီလိုအခြေအနေမျိုးမှာသင်ကောအဲ့ဒီ69ယောက်နဲ့ထပ်တူသဘောတူလိုက်ပြီလားဒီနေရာမှာမေးခွန်းတစ်ခုရှိလာပါတယ်သူတို့အားလုံးသဘောတူလို့သင်ပါလိုက်ပြီးမှန်းနေတာလားဒါမှမဟုတ်သင်ကိုယ်တိုင်မစင်စားတော့တာလားတကယ်တော့ကျွန်တော်တို့အများစုကလူအများစုယုံကြည်တဲ့အရာကိုလိုက်ပြီးယုံကြည်မိတတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလိုလုပ်ရတာလုံခြုံတယ်လို့မသိစိတ်မှာခံစားရလို့ပါပဲ။လူတော်များများသိထားတဲ့ Warren Buffett ကကမ္ဘာအောင်မြင်ဆုံးယင်းနှိမ့်မြုပ်နှံသူတွေရဲ့တဲကတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အကျော်ကြားဆုံးစကားတစ်ခွန်းက investment ဆိုတဲ့ယင်းနှိမ့်မြုပ်နှံမှုအကြောင်းမဟုတ်ပါဘူး။အတွေးခေါ်အကြောင်းဖြစ်တယ်။ Warren Buffett ကပြောတယ်လူတိုင်းလောဘကြီးနေတဲ့အချိန်ကြောက်ပါဒါပေမဲ့လူတိုင်းကြောက်နေတဲ့အချိန်ရဲရင်ပါလို့ဆိုထားပါတယ်ဒီစကားရဲ့အဓိပ္ပာယ်ကလူတိုင်းနဲ့ဆန့်ကျင်ဖို့မဟုတ်ပါဘူးနောင်တစ်ချိန်အတွက်ရည်ရွယ်ပြီး stock share နဲ့ဆက်ဆက်လို့ဥပမာပြောရရင်လူတိုင်းကဒီ stock share ကတက်လိမ့်မယ်ဆိုပြီးတိုးကြိတ်ဝဲနေကြတယ်ဆိုရင်ကိုယ်လည်းမစင်စားပဲလိုက်ဝယ်ဖို့မဟုတ်ဘူးဘာကြောင့်တက်မယ်လို့ထင်နေကြတာလဲတကယ်ပဲတန်ဖိုးရှိရဲ့လားလို့ပြန်မေးကြည့်ဖို့ဖြစ်ပါတယ်အလားတူပဲလူတိုင်းကြောက်ပြီးရောင်းထုတ်နေတဲ့အချိန်မှာလဲတကယ်ပဲအခြေအနေဆိုးနေတာလားဒါမှမဟုတ်လူတွေကစိုးရိမ်လွန်နေတာလားလို့ပြန်စဉ်းစားကြည့်ဖို့ဖြစ်ပါတယ်တနည်းအားဖြင့်လူအများစုရဲ့စိတ်ခံစားချက်နောက်ကိုမစဉ်းစားပဲမလိုက်ဖို့ပါကိုယ်အုံနောက်နဲ့ကိုယ်တိုင်ပြန်တွေးဖို့ပါindependent thinking ရဲ့အနှစ်ချုပ်ကငါမှန်တယ်ဆိုတဲ့အစိတ်ကိုမဖက်တွယ်ထားပဲငါမှားနေနိုင်တယ်ဆိုတာကိုလက်ခံနိုင်တာဖြစ်ပါတယ်လက်တွေ့ကြတဲ့တွေးခေါ်သူတွေကဖြေကိုချက်ချင်းရှာမရသေးတဲ့အခြေအနေသို့မဟုတ်ငါမသိသေးဘူးဆိုတဲ့ကွက်လက်ကြီးကိုစိတ်မလောပဲရဲရဲဝံ့ဝံ့ရင်ဆိုင်နှံစွမ်းဖြစ်ပါတယ်နောက်တစ်ခုကလူတိုင်းဒီလိုပဲလုပ်နေကြတာပဲအရင်ကတည်းကဒီလိုပဲယုံကြည်လာကြတာပဲဆိုတဲ့အတွေးတွေကကျွန်တော်တို့ကိုတမရိုးကြပေါင်ထဲမှာပိတ်လောင်ထားတတ်ပါတယ်ဥပမာအားဖြင့်အများအမြင်လူတိုင်းဒီလိုပဲလုပ်လာကြတာငါတို့လည်းဒီတိုင်းပဲဆက်လုပ်ရမှာပေါ့ချစ်ချင်းမြင့်မြင့်တွေးခေါ်ပုံကြတော့ပုံစံပြောင်းသွားတယ်။နေအောင်သူတို့လုပ်ခဲ့တဲ့ခေတ်နဲ့အခုခေတ်အခြေအနေချင်းတူသေးရဲ့လား။ဒီကလိုချင်တဲ့ပန်းတိုင်အနှစ်သာရကပါလေ။ဒီတဲ့ပိုကောင်းတဲ့ပုံမြန်တဲ့လမ်းအသစ်နီလန်းအသစ်မရှိနိုင်တော့ဘူးလားစသည်ဖြင့်ပေါ့
လူအများစုကသူများနောက်လိုက်ပြီးပုံတူကူးချဖို့စဉ်းစားကြတဲ့အချိန်မှာချီချီမြင့်မြင့်ရွေးခေါ်ဓာတ်တူတွေကတော့ရာရာကိုဇင်းမြစ်ကနေလှန်လျော်ပြီးအသစ်ကနေပြန်လဲစတင်တော့ကြတာပါပဲလက်တွေ့ကြတဲ့ရွေးခေါ်သူတွေကမှားတာမှန်တာကိုရွေးချယ်မှုဖြစ်လို့ဆုံးရှုံးနိုင်ခြေနဲ့ခွင့်လန်းအမိရစုပ်ကိုင်နိုင်မှုကိုသူတစ်ပါးပေတံနဲ့မတိုင်ပဲမိမိရဲ့ခန္ဓာရင်နဲ့သာတိတိကျကျတွက်ချက်ပြီးရဲရဲဝံ့ဝံ့လောင်ကြီးထက်ရဲသူတွေဖြစ်ပါတယ်ကျွန်တော်တို့ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကလူအများစုဘာပြောလဲဆိုတာထက်ကိုယ့်အတွက်ဘာကအမှန်လဲဆိုတာကပိုအရေးကြီးပါတယ်တခါတရံအကောင်းဆုံးဆုံးဖြတ်ချက်ကလူတိုင်းသဘောမတူတဲ့ဆုံးဖြတ်ချက်ဖြစ်နေတတ်ပါတယ်ဒါကြောင့်လူအများစုရဲ့အမြင်ကိုအကြံဉာဏ်အဖြစ်နားထောင်ပါဒါပေမဲ့မှန်ကန်မှာပဲဆိုပြီးတော့ချက်ချင်းလက်မခံပါနဲ့ဒီတစ်ပတ်မှာသင်ယုံကြည်ထားတဲ့အရာတစ်ခုကိုစဉ်းစားကြည့်ပါအဲ့ဒါကိုသင်ကိုယ်တိုင်စဉ်းစားပြီးယုံတာလားဒါမှမဟုတ်ပတ်ဝန်းကျင်ကယုံခိုင်းလို့ယုံနေတာလားအဲ့ဒီမိကွန်းကသင်အတွေ့ကိုပြောင်းလဲနိုင်ပါလိမ့်မယ်လူတိုင်းသဘောတူတာနဲ့မှန်တာမဟုတ်ဘူးလူတိုင်းသဘောမတူတာနဲ့မှားတာလည်းမဟုတ်ဘူးအရေးကြီးတာကအဖြေပါထွက်လာလဲဆိုတာထက်အဲ့ဒီအဖြေထိရောက်လာစေတဲ့တွေးခေါ်ပုံပါပဲဟုတ်ကဲ့နောက်အခန်းဆက်တွေမှာသင်မြင်နေတာအကုန်မဟုတ်ဘူးဆိုတဲ့အကြောင်းဆွေးနွေးသွားပါမယ်ဘဝပြောင်းဖို့မဟုတ်ဘူးတွေးပုံပြောင်းဖို့နားဆင်ပေးခဲ့ကြလို့ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ပြီးအောင်ပါအားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့လူတိုင်းပြောနေတာနဲ့မလုံလောက်သေးဘူးဆိုတဲ့ independent thinking အကြောင်းပဲဖြစ်ပါတယ်အတွေးခေါ်ကောင်းဖို့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့စဉ်းစားကြတဲ့အခါဥပမာလူတရားမှာ69ယောက်ကတစ်ခုခုကိုလွယ်လင့်တကူသဘောတူလိုက်ကြတယ်ဆိုပါစို့အဲ့ဒီလိုအခြေအနေမျိုးမှာသင်ကောအဲ့ဒီ69ယောက်နဲ့ထပ်တူသဘောတူလိုက်ပြီလားဒီနေရာမှာမေးခွန်းတစ်ခုရှိလာပါတယ်သူတို့အားလုံးသဘောတူလို့သင်ပါလိုက်ပြီးမှန်းနေတာလားဒါမှမဟုတ်သင်ကိုယ်တိုင်မစင်စားတော့တာလားတကယ်တော့ကျွန်တော်တို့အများစုကလူအများစုယုံကြည်တဲ့အရာကိုလိုက်ပြီးယုံကြည်မိတတ်ကြပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီလိုလုပ်ရတာလုံခြုံတယ်လို့မသိစိတ်မှာခံစားရလို့ပါပဲလူတော်များများသိထားတဲ့ Warren Buffett ကကမ္ဘာအောင်မြင်ဆုံးယင်းနှိမ့်မြုပ်နှံသူတွေထဲကတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့အကျော်ကြားဆုံးစကားတစ်ခွန်းက investment ဆိုတဲ့ယင်းနှိမ့်မြုပ်နှံမှုအကြောင်းမဟုတ်ပါဘူးအတွေးခေါ်အကြောင်းဖြစ်တယ်
Warren Buffett ကပြောတယ်လူတိုင်းလောဘကြီးနေတဲ့အချိန်ကြောက်ပါဒါပေမဲ့လူတိုင်းကြောက်နေတဲ့အချိန်ရဲရင်ပါလို့ဆိုထားပါတယ်ဒီစကားရဲ့အဓိပ္ပာယ်ကလူတိုင်းနဲ့ဆန့်ကျင်ဖို့မဟုတ်ပါဘူးနောက်တစ်ချိန်အတွက်ရည်ရွယ်ပြီး stock share နဲ့ဆက်ဆက်လို့ဥပမာပြောရရင်လူတိုင်းကဒီ stock share ကတက်လိမ့်မယ်ဆိုပြီးတိုးကြိတ်ဝဲနေကြတယ်ဆိုရင်ကိုယ်လည်းမစင်စားပဲလိုက်ဝယ်ဖို့မဟုတ်ဘူးဘာကြောင့်တက်မယ်လို့ထင်နေကြတာလဲတကယ်ပဲတန်ဖိုးရှိရဲ့လားလို့ပြန်မေးကြည့်ဖို့ဖြစ်ပါတယ်အလားတူပဲလူတိုင်းကြောက်ပြီးရောင်းထုတ်နေတဲ့အချိန်မှာလဲတကယ်ပဲအခြေအနေဆိုးနေတာလားဒါမှမဟုတ်လူတွေကစိုးရိမ်လွန်နေတာလားလို့ပြန်စဉ်းစားကြည့်ဖို့ဖြစ်ပါတယ်တနည်းအားဖြင့်လူအများစုရဲ့စိတ်ခံစားချက်နောက်ကိုမစဉ်းစားပဲမလိုက်ဖို့ပါကိုယ်အုံနောက်နဲ့ကိုယ်တိုင်ပြန်တွေးဖို့ပါ independent thinking ရဲ့အနှစ်ချုပ်ကငါမှန်တယ်ဆိုတဲ့အစိတ်ကိုမဖက်တွယ်ထားပဲငါမှားနေနိုင်တယ်ဆိုတာကိုလက်ခံနိုင်တာဖြစ်ပါတယ်လက်တွေ့ကြတဲ့တွေးခေါ်သူတွေကဖြေကိုချက်ချင်းရှာမရသေးတဲ့အခြေအနေသို့မဟုတ်ငါမသိသေးဘူးဆိုတဲ့ကွက်လက်ကြီးကိုစိတ်မလောပဲရဲရဲဝံ့ဝံ့ရင်ဆိုင်နှံစွမ်းဖြစ်ပါတယ်နောက်တစ်ခုကလူတိုင်းဒီလိုပဲလုပ်နေကြတာပဲအရင်ကတည်းကဒီလိုပဲယုံကြည်လာကြတာပဲဆိုတဲ့အတွေးတွေကကျွန်တော်တို့ကိုတမယိုးကြဘောင်ထဲမှာပိတ်လောင်ထားတတ်ပါတယ်ဥပမာအားဖြင့်အများအမြင်လူတိုင်းဒီလိုပဲလုပ်လာကြတာငါတို့လည်းဒီတိုင်းပဲဆက်လုပ်ရမှာပေါ့ချီချီမြင့်မြင့်တွေးခေါ်ပုံကြတော့ပုံစံပြောင်းသွားတယ်နေအောင်သူတို့လုပ်ခဲ့တဲ့ခေတ်နဲ့အခုခေတ်အခြေအနေချင်းတူသေးရဲ့လားဒီကလိုချင်တဲ့ပန်းတိုင်အနှစ်သာရကဘာလဲဒီတဲ့ပိုကောင်းတဲ့ပုံမြန်တဲ့လမ်းအသစ်နီလန်းအသစ်မရှိနိုင်တော့ဘူးလားစသည်ဖြင့်ပေါ့လူအများစုကသူများနောက်လိုက်ပြီးပုံတူကူးချဖို့စဉ်းစားကြတဲ့အချိန်မှာချီချီမြင့်မြင့်တွေးခေါ်ဓာတ်တူတွေကတော့ရာရာကိုဇင်းမြစ်ကနေလှန်လျော်ပြီးအသစ်ကနေပြန်လဲစတင်တော့ကြတာပါပဲလက်တွေ့ကြတဲ့တွေးခေါ်သူတွေကမှားတာမှန်တာကိုရွေးချယ်မှုဖြစ်လို့ဆုံးရှုံးနိုင်ခြေနဲ့ခွင့်လန်းအမိရစုပ်ကိုင်နိုင်မှုကိုသူတစ်ပါးပေတံနဲ့မတိုင်ပဲမိမိရဲ့ခန္ဓာရင်နဲ့သာတိတိကျကျတွက်ချက်ပြီးရဲရဲဝံ့ဝံ့လောင်ကြီးထက်ရဲသူတွေဖြစ်ပါတယ်ကျွန်တော်တို့ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကလူအများစုဘာပြောလဲဆိုတာထက်ကိုယ့်အတွက်ဘာကအမှန်လဲဆိုတာကပိုအရေးကြီးပါတယ်တခါတရံကောင်းဆုံးဆုံးဖြတ်ချက်ကလူတိုင်းသဘောမတူတဲ့ဆုံးဖြတ်ချက်ဖြစ်နေတတ်ပါတယ်ဒါကြောင့်လူအများစုရဲ့အမြင်ကိုအကြံဉာဏ်ဖြစ်နားထောင်ပါဒါပေမဲ့မှန်ကန်မှာပဲဆိုပြီးတော့ချက်ချင်းလက်မခံပါနဲ့
ဒီတစ်ပတ်မှာသင်ယုံကြည်ထားတဲ့အရာတစ်ခုကိုစဉ်းစားကြည့်ပါအဲ့ဒါကိုသင်ကိုယ်တိုင်စဉ်းစားပြီးယုံတာလားဒါမှမဟုတ်ပတ်ဝန်းကျင်ကယုံခိုင်းလို့ယုံနေတာလားအဲ့ဒီမိကွန်းကသင်အတွေးကိုပြောင်းလဲနိုင်ပါလိမ့်မယ်လူတိုင်းသဘောတူတာနဲ့မှန်တာမဟုတ်ဘူးလူတိုင်းသဘောမတူတာနဲ့မှားတာလည်းမဟုတ်ဘူးအရေးကြီးတာကအဖြေပါထွက်လာလဲဆိုတာထက်အဲ့ဒီအဖြေထိရောက်လာစေတဲ့တွေးခေါ်ပုံပါပဲဟုတ်ကဲ့နောက်အခန်းဆက်တွေမှာသင်မြင်နေတာအကုန်မဟုတ်ဘူးဆိုတဲ့အကြောင်းဆွေးနွေးသွားပါမယ်ဘဝပြောင်းဖို့မဟုတ်ဘူးတွေးပုံပြောင်းဖို့နားဆင်ပေးခဲ့ကြလို့ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ပြီးအောင်ပါအားလုံးပဲမင်္ဂလာပါဒီနေ့